တနေ့တာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကိုင်တာတွေသွားရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာကြုံတတ်တယ်accident နဲ့ပြောကြတာမမျော်လင့်မဲနဲ့ဖြစ်တာကို accident လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုကြုံတတ်တော့ဒီအန္တရာယ်တွေမကြုံကြရအောင်ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့အန္တရာယ်တွေကိုမကြုံမှုခရအတွက်ဟောဒီဒုတိယတတိယမြောက်စတုထမြောက်ခါထာလေးကဘာပြောတော့ဆိုတပ္ပိဗုဒ္ဓဗလပတ္တပိစိကံနိသယံပလံအရဟန္တာနိသတေစေနရက္ခံဗန္နာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောက်အကာအကွယ်တစ်ခုလုံးလိုက်တယ်ဒါကြောင့်လို့ပြောကြတယ်ခရီးသွားလို့ရှိရင်တမ္ပုဒ္ဒေရွတ်သွားတယ်ဆိုတမ္ပုဒ္ဒေဆိုဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုရက္ခံဗန္နာမိသဗ္ဗတောအရက်ခတ်သိမ်းကနေပြီးတော့ကိုယ့်အတွက်အကာအကွယ်ဖြစ်အောင်ဆောင်းလျှောက်ကိုလုပ်ပါတယ်တဲ့ဘာနဲ့အဆောင်းလျှောက်ကိုလုပ်တာလို့ဆိုတပ္ပိဗုဒ္ဓဗလပတ္ထခရားတွေဆိုတာစွမ်းအားအမတမကြီးတယ်ကာယဗလညာနာဗလဆိုတာလို့စွမ်းအားကြီးတယ်ခရားမှန်သမျှစွမ်းအားတွေအမတန်ကြီးတယ်အဲ့ဒီခရားတွေရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ဟုတ်လားအန္တရာယ်ခင်းမှုကိုစောင့်ရှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီးကျူးလိုက်တာပဲတပ္ပိဗုဒ္ဓဗလပတ္တဆိုဘုရားရှင်တွေအားလုံးဟာကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်ဒါလည်းအမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်ပိစိကံနဲ့စယံပလံဘုရားတော်ကဘူးပိစိကဗုဒ္ဓအရှင်မြတ်တွေလည်းစွမ်းအားတွေရှိအဲ့ဒီစွမ်းအားတွေနဲ့အကာအကွယ်လုပ်ပါအရဟန္တာနိသတေစေတယဟန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ်အဲ့ဒီအရှိန်အဝါတွေကိုသုံးချပြီးတော့ဟုတ်လားကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဘုရားကိုချီးမွမ်းပြီးတော့ဘုရားရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဗုဒ္ဓရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားဒါအာယုပြုဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဘုရားတွေအများကြီးရှိတယ်အဲ့ဒီပွင့်သွားတဲ့ဘုရားတွေကိုစိတ်ထဲကအာယုပြုလိုက်ပြုပြီးတော့အဲ့ဒီဘုရားတွေအားလုံးဟာစွမ်းအားကြီးမားတော်မူကြတယ်တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာလဲတာမဟုတ်ဘူးအဲ့ဒီပိစိကဗုဒ္ဓတွေရဲ့စွမ်းအားလည်းမတမကြီးမားတယ်လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းစွမ်းအားအမတမကြီးတယ်အဲ့ဒီအရှင်မြတ်တွေရဲ့စွမ်းအားဟာကျွန်ုပ်အတွက်အဆောင်ရှောက်ဖြစ်ပါစေဒါအမတန်ကောင်းတဲ့အဓိပ္ပာယ်ဘုရားတရားတန်ခါကိုကိုယ်ကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့အဲ့တော့နန္ဒခေတ်မှာအိမ်ပြင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါဒီလိုအကာအကွယ်စောင့်ရှောက်ကလေးနဲ့လှုပ်သွားဖို့အတွက်ပုဗ္ဗန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်